ဘာဖြစ်လို့ကွန်ကရစ်ကိုအရင်လောင်းပြီးမှစတီးတန်ကွက်ကြီးကိုအထဲကိုတွင်းထည့်ရတာလဲကြည့်ရတာစွန့်စားရလွန်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းတော့မဟုတ်ပါဘူးဒါဟာဒီနေ့ခေတ်မှာအသုံးပြုနေတဲ့အတောင့်တင်းဆုံးအုတ်မြစ်ချားနည်းတွေကတစ်ခုဖြစ်ပြီး continuous flight auger ပိုင်ရိုင်နည်းလို့ခေါ်ပါတယ်ဒီနီလန်းကိုဝက်ဥယျာဉ်ကြီးတစ်ခုလိုပုံစံမျိုးရှိတဲ့အထူးလွှမ်းသွားနဲ့စတင်ရတာဖြစ်ပြီးအဲ့ဒီလွှမ်းသွားရဲ့အတွင်းပိုင်းကအခေါင်းဖွားကြီးဖြစ်နေတာပါလွန်သွားကမြေကြီးထဲကိုတိုးဝင်သွားတဲ့အခါမှာဝက်ဥရသားသွားတဲ့ကမြေကြီးကိုဖြစ်တော့ပြီးအပေါ်ရန်မျက်နှာပြင်စီးကိုတည်ဆောင်ပေးပါတယ်။တတ်မှတ်ထားတဲ့အနက်ကိုရောက်သွားပြီဆိုရင်တော့တကယ်အံ့ဩစရာအပိုင်းကဆလာပါပြီ။လွန်သွားကိုအပြင်ကိုပြန်ဆွဲမထုတ်သေးပါဘူး။အဲ့ဒီအစားဖီလာမင်ကွန်ကရစ်ကိုအခေါင်ပွားလမ်းကြောင်းကနေသစင်ပန်းထုတ်ပြီးအောက်ခြေကနေအပြင်ကိုတွင်းထုတ်လိုက်တာပါ။လွန်သွားကိုဖြည်းဖြည်းချင်းပြန်နှုတ်ယူနေစင်ပါမယ်။ကွန်ကရစ်ကအပေါက်ထဲမှာအပြည့်ဖြီးပေးနေပါတယ်။အသစ်လောင်ထားတဲ့ကွန်ကရစ်ရဲ့ဖီအားကမြေနှံရံတွေကိုထိန်းထားပေးတဲ့အတွက်မြေပြိုကျတာမျိုးမဖြစ်စေပါဘူး။ကွန်ကရစ်တွေပျော့ပြောင်းနေတုန်းပဲတုံခါမှုဖေးပိန်နဲ့ vibrating hammer ကိုအထုံးပြပါတယ်။ကဘာဆွဲအားနဲ့မြန်ဆန်တဲ့တုံခါမှုတွေကြောင့် steel river တန်ကွက်ကြီးဟာတတ်မှတ်ထားတဲ့နေရာစီကိုချောင်းမောလျော်ဆင်းသွားတာပါ။ဒီနီလန်းဟာပျော့တဲ့မြေတွေမှာမြေပြိုတာကိုကာကွယ်ပေးနိုင်တဲ့အပြင်ရိုးရိုးပိုက်ရိုက်တဲ့နီလန်းထက်နှစ်ဆပိုးမြန်ပါတယ်။ဒီလိုမျိုးတိဆောက်ထားတဲ့အုတ်မြစ်ကိုသင်ရောယုံကြည်စိတ်ချနိုင်ပါမလား။